ကမ္ဘာမြေပုံပေါ်ကအပြာရောင်သမုဒ္ဒရာပြင်ကျဲကြီးကိုကြည့်လိုက်ရင်အေးချမ်းလှပနေပေမဲ့တကယ်တမ်းအဲ့ဒီရေပြင်ရဲ့အောက်ခြေမှာဘာတွေပုံကွယ်နေလဲဆိုတာဘယ်သူမှတက်အပ်မပြောနိုင်ပါဘူးအထူးသဖြင့်မြောက်အတ္တလန္တိတ်သမုဒ္ဒရာတွေကဧရိယာစတူရန်မိုင်9သိန်းကျော်ကျယ်ဝန်းတဲ့ထူးဆန်းတဲ့နေရာတစ်ခုရှိလို့နေပါတယ်မိုင်ယာမီပွာတိုရီကိုနဲ့ဘာမြူဒါကျွန်းတို့ကိုဆက်ဆွဲထားတဲ့ဒီရေပြင်ကိုရောက်သွားခဲ့ရင်ပေါ့ဒီနေရာမှာအေယာမကုန်တင်သင်္ဘောကြီးတွေခင်မီစစ်ရေးလေ့ကျင့်နေတဲ့လေယာဉ်ပြန်တွေဟာအကူအညီတောင်းတဲ့အချက်ပြတန်တောင်မပို့နိုင်လိုက်ပဲမျက်စိတမိတ်အတွင်းမှာပျောက်ကွယ်သွားခဲ့ကြပါတယ်။အပြက်စီးတစားလေးတောင်ပြန်ရှာမတွေ့ခဲ့ပါဘူး။ဆယ်စုနှစ်ပေါင်းများစွာကဘာကြီးကိုထိတ်လန့်စေခဲ့တဲ့ဒီရေပြင်ဧရိယာကိုတော့ကျွန်တော်တို့အားလုံးဘာမြူဒါထရီကန်လို့သိထားကြပါမယ်ထင်ပါတယ်။မသိထားရင်လည်းကျွန်တော်အခုပဲရှင်းပြပေးပါမယ်။ဒီရေပြင်ရဲ့ထူးဆန်းမှုတွေဟာမနေ့တနေ့ကမှစတင်ခဲ့တာမဟုတ်ပါဘူး။1498မှာနာမည်ကျော်နာမည်သစ်ရှာဖွေသူခရစ္စတိုဖာကိုလမ်ဘတ်ကိုတိုင်ဒီရေပြင်ကိုဖျက်ဆီးချိန်မှာကောင်းကင်ကနေမီးတောက်ကြီးတစ်ခုပင်လယ်ထဲကိုထိုးကျသွားတာကိုမြင်တွေ့ခဲ့ရပြီးသူ့ရဲ့တန်လိုက်အိမ်မြောင်တွေလည်းအကြောင်းပြချက်မရှိကမောက်ကမဖြစ်ခဲ့တယ်လို့မှတ်တမ်းတင်ခဲ့ပါတယ်။နောက်ထပ်ထိတ်လန့်စရာအကောင်ဆုံးဖြစ်ရပ်တစ်ခုကတော့1918ခုနှစ်မှာဖြစ်ပွားခဲ့ပြန်ပါတယ်။အမေရိကန်ရေတပ်ရဲ့အေယာမကုန်တင်သင်္ဘောကြီးဖြစ်တဲ့ USS Cyclops ဟာလူပေါင်း300ကျော်နဲ့အတူဒီရေပြင်ကိုဖျက်ဆီးနေစဉ်အတွင်းအစအနမကျန်ပျောက်ကွယ်သွားခဲ့ပါတယ်။ဘာမုံတိုင်းမှမရှိဘာအချက်ပြတန်မှမရလိုက်ပဲဒါဟာသမိုင်းတစ်လျှောက်အမေရိကန်ရေတပ်ရဲ့အကြီးမားဆုံးသောပျောက်ဆုံးမှုကြီးဖြစ်ခဲ့ပါတယ်။ဒီသင်္ဘောကြီးဘာဖြစ်သွားလဲဆိုတာဖျားသခင်နဲ့ပင်လယ်ကြီးပဲသိပါလိမ့်မယ်လို့ရေတပ်ကကြေညာခဲ့ရတဲ့အထိပါပဲ။ဒီလိုကြေညာရတာကလည်းထူးဆန်းတဲ့ပျောက်ဆုံးမှုတွေကိုကမ္ဘာမီဒီယာတွေကစိတ်ဝင်စားလာတာကြောင့်အမြန်ဆုံးဖြေရှင်းခဲ့တာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဘာမြူဒါထရီကန်ဆိုတဲ့နာမည်ကိုဒီကမ္ဘာလုံးကစတင်ကြောက်ရွံ့လာစေခဲ့တဲ့ဖြစ်ရပ်ကတော့1945ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာဖြစ်ပွားခဲ့တာပါ။ဖလော်ရီဒါပြည်နယ်ကနေထွက်ခွာလာတဲ့အမေရိကန်ရေတပ်ဘုံကျဲလေယာဉ်5စီးပါဝင်တဲ့ Flight 19ဟာတာမန်စီရေးလေ့ကျင့်မှုတစ်ခုဆင်းနေရင်ရုတ်တရက်လမ်းကြောင်းပျောက်သွားခဲ့ပါတယ်။လေယာဉ်မှူးလူတင်နင်ချားစ်တေလာကရေဒီယိုကနေတဆင့်ထိတ်လန့်တကြားသတင်းပို့လာပါတယ်။ကျွန်တော်တို့ဘယ်ရောက်နေမှမသိတော့ဘူး။အိမ်မြောင်တွေအကုန်လုံးယူကုန်ပြီ။ရေတွေကလည်းအဖြူရောင်ဖြစ်နေတယ်။အရာအားလုံးကထူးဆန်းနေတယ်လို့ပြောပြီးတာနဲ့အဆက်အသွယ်လုံးဝပြတ်တောက်သွားခဲ့ပါတယ်။အဆိုးဆုံးကတော့သူတို့ကိုလိုက်ရှာဖို့ထွက်သွားတဲ့ကယ်ဆယ်ရေးလေယာဉ် DBM Mariner တစ်စီးပါ။လူ73ယောက်နဲ့အတူထပ်မံပျောက်ဆုံးသွားခဲ့တာပါပဲ။အဲ့ဒီနေ့တစ်နေ့တည်းမှာပဲလူပေါင်း28ယောက်နဲ့လေယာဉ်6စီးဟာလေထဲမှာတင်အရေးပျော်သွားသလိုပျောက်ကွယ်သွားခဲ့ပါတယ်။ဒီဖြစ်ရပ်တွေနောက်ပိုင်းမှာသတင်းစာတွေစာအုပ်တွေကနေတဆင့် theory ပေါင်းစုံစတင်ထွက်ပေါ်လာခဲ့ပါတယ်။ထို့ကဒီရေပြင်အောက်မှာလွန်ခဲ့တဲ့နှစ်များစွာကပျောက်ဆုံးသွားတဲ့အတ္တလန္တိတ်မြို့ဟောင်းကြီးရဲ့လျှို့ဝှက်စွမ်းအင်တွေရှိနေတယ်လို့ဆိုကြတယ်။တချို့ကလည်းဂျိုသားတွေရဲ့ UFO တွေကပြန်ပြီးဆွဲသွားတာလို့မှတ်ချက်ပေးကြပြီးတော့တချို့ကတော့ဒီနေရာမှာအချိန်ကာလကိုဖျက်ဆီးသွားနိုင်တဲ့တကားပေါက်ကြီးရှိနေတာလို့ယုံကြည်ကြပါတယ်။ဒါပေမဲ့သိပ္ပံပညာရှင်တွေနဲ့သုတေသီတွေရဲ့အဖြေကတော့စိတ်ကူးရင်ဇလန်းတွေထက်ပိုပြီးလက်တွေ့ကြသလိုပိုပြီးလည်းအသက်အန္တရာယ်ပေးနိုင်ပါတယ်။လူထောက်ပြခဲ့တဲ့ပထမဆုံးအချက်ကတော့ရာသီဥတုပါ။ဒါကြောင့်ဘာမြူဒါထရီကန်ဒေသဟာကမ္ဘာပေါ်မှာဟာရီကိန်းမုန်တိုင်းတွေအများဆုံးတိုက်ခတ်တဲ့နေရာဖြစ်ပြီးရုတ်တရက်ပေါ်လာတတ်တဲ့ပေတရာကျော်အမြင့်ရှိတဲ့အေယာမလှိုင်းလုံးကြီးများဟာသင်္ဘောကြီးတွေကိုခါးလေကနေချိုးဖျက်ပြနိုင်စွမ်းရှိပါတယ်။ဒါဆိုလေရင်တွေကြတော့ရောဆိုရင်တော့ခဏလေးဆက်နားထောင်ပေးပါအောင်။ဒုတိယအချက်အနေနဲ့ကတော့ Gulf Stream လို့ခေါ်တဲ့ရေအောက်မြစ်ကြီးပါ။ဒီမြန်ဆန်လွန်းတဲ့ရေစီးကြောင်းကြီးဟာလေရင်ဒါမှမဟုတ်သင်္ဘောတစ်စီးပြတ်ကျသွားခဲ့ရင်အပြက်အစီးတွေကိုချက်ချင်းပဲမိုင်ပေါင်းများစွာအဝေးကိုလျှက်တစ်ပြက်သယ်ဆောင်သွားနိုင်ပါတယ်။ဒါအပြင်ဒီရေပြင်ရဲ့အောက်ခြေမှာပေပေါင်း28000ကျော်နှက်တဲ့ပွာတိုရီကို6ကမ်းပါးကြီးရှိနေပါတယ်။ပြတ်ကျသွားတဲ့အရာတွေဟာနေအောင်ကြီးတောင်မရောက်နိုင်တဲ့လုံးဝမှောင်မိုက်နေတဲ့သမုဒ္ဒရာအောက်ခြေတဲကိုထာဝရနစ်မြုပ်သွားတာပါ။ဒါကြောင့်ဘာအစအနမှရှာမတွေ့တာဖြစ်ပါတယ်။နောက်ဆုံးတွေ့ရှိထားတဲ့သုတေသနတွေအရဒီဒေသမှာဆက်ထခံပုံစံတိမ်တိုက်များကိုဂျိုဒူးကနေတဆင့်တွေ့ရှိခဲ့ရပါတယ်။ဒီတိမ်တိုက်တွေဟာအပေါ်စီးကနေတနာရီမိုင်180နှုန်းနဲ့ပြင်းထန်လွန်းတဲ့လေပြင်းတွေကြောင့်လေယာဉ်တွေကိုရိုက်ချနိုင်တယ်လို့သင်္ဘောတွေကိုလည်းချက်ချင်းမှောက်သွားစေနိုင်ပါတယ်။ဒါအပြင်ပင်လယ်ကျမ်းပြင်ကနေရုတ်တရက်ပန်းထွက်လာတတ်တဲ့မီသိန်းဓာတ်ငွေ့ပူပေါင်းတွေဟာရေရဲ့သိပ်သီးစာကိုရုတ်တရက်ကျဆင်းသွားစေပြီးသင်္ဘောတွေကိုကြောက်ခဲတလုံးလိုချက်ချင်းနစ်မြုပ်သွားစေနိုင်ပါတယ်။ကမ္ဘာအကြီးဆုံးအာမခံကုမ္ပဏီကြီးဖြစ်တဲ့ Lloyd's of London ရဲ့မှတ်တမ်းတွေအရတော့ဘာမြူဒါထရီကန်ဧရိယာတဲကပျောက်ဆုံးမှုရာခိုင်နှုန်းဟာကမ္ဘာတခြားဘယ်သမုဒ္ဒရာနဲ့မှမကွာခြားပါဘူး။ဒီနေရာဟာကမ္ဘာပေါ်မှာကုန်သွယ်ရေးသင်္ဘောတွေအများဆုံးဖြတ်တန်းသွားလာတဲ့လမ်းကြောင်းဖြစ်လို့မတော်တဆမှုပိုများနေတဲ့အကြောင်းထင်ရတာပါ။လူသားတွေဟာမဖြေရှင်းနိုင်တဲ့ဗဟိတ္တိတွေကိုသဘောကျတတ်ကြပါတယ်။လျှို့ဝှက်ချက်တွေဂျိုသားတွေတဘာဝလွန်ဇလန်းတွေဟာရိုးရှင်းတဲ့သိပ္ပံနည်းကျအမှန်တရားထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းနေလို့ပါပဲ။ဘာမြူဒါထရီကန်ဟာကျိန်စာတင်နေတဲ့နေရာတစ်ခုမဟုတ်ပါဘူး။ဒါဟာတဘာဝတရားရဲ့စွမ်းအားဘလောက်ကြီးမားကြမ်းတမ်းလဲဆိုတာနဲ့သမုဒ္ဒရာကြီးဟာလူသားတွေအတွက်ဘလောက်တောင်အန္တရာယ်များနိုင်လဲဆိုတာကိုသတိပေးနေတဲ့နေရာတစ်ခုသာဖြစ်ပါတယ်။တခါတရံမှာအကြောက်စရာအကောင်းဆုံးအရာဟာတဘာဝလွန်စွမ်းအားတွေမဟုတ်ဘဲ
ကျွန်တော်တို့အပြည့်အဝနားမလည်သေးတဲ့သဘာဝတရားကြီးကိုယ်တိုင်ပဲဖြစ်နေတတ်ပါတယ်ဒီကနေ့ရဲ့တင်ဆက်မှုကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေနားထောင်ဖို့ကျွန်တော် channel ကို subscribe လုပ်ပေးသွားကြပါအောင်ခင်ဗျာအပတ်မှကြည့်ရင်ပေါ့အားလုံးပဲ see you